မြောက်မြို့ပြည်သူ့ဆေးရုံကြီးကိုဒီဒီဇင်ဘာလ10ရက်ဒီမနေ့ကဒီစစ်ကောင်စီတပ်ကဒီပေါင်900ပုံနှလုံးကြေးချခဲ့တဲ့နေရာကိုအခုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်နောက်မှာမြင်ရတဲ့ဒီဘုံချင်းကတော့မနေ့ကဒီပေါင်900ပုံကျခဲ့တဲ့နေရာပေါ့လေပေါင်900ပုံကျတာနှလုံးကျတာပါပထမတစ်လုံးကျတာကဒီဆေးရုံရဲ့အချစ်ဖက်ဒီနေရာမှာတစ်လုံးကျတယ်ပြီးတော့ဟိုမှာဒီပစ္စည်းနေတဲ့ဒီဆေးရုံအဲ့ဒီနားမှာဟိုတစ်လုံးကျတယ်ပေါ့လေဆိုတော့လက်ရှိကျွန်တော်တို့သိရတဲ့လောက်တော့ဒီသေဆုံးသူက30တယောက်ရှိတယ်ဒဏ်ရာရတဲ့သူကဒီ60ထက်မနေရှိတယ်လို့သိရပါတယ်ဆိုတော့ဒီမှာပါဘုံကျခဲ့တဲ့နေရာပေါ့လေဘုံကဒီဘယ်လောက်ထိဒီပြန်မြင့်လဲဆိုရင်ဒီမှာကျွန်တော်လူတရက်ကျော်လောက်တောင်ဟိုရှိမိထင်ပါတယ်ဒါကပေါင်900ဘုံကျခဲ့တဲ့နေရာဖြစ်ပါတယ်ဒါဒီမှာဆိုအကုန်လုံးဒီကန်ကြီးတစ်ခုလိုဟိုဖြစ်သွားတာပေါ့လေလူကလေဒီတရက်ကျော်လောက်ထိတောင်ဒီပြန်မြင့်ပါတယ်ဆိုတော့ဟိုဖက်မှာကြာရင်ဒီလူနာတွေနေတဲ့နေရာပေါ့လေလူနာတွေပြီးဒီလူနာစောင့်တဲ့သူတွေနေတဲ့နေရာဖြစ်ပါတယ်ဆိုတော့အဲ့ဖက်မှာဆိုရင်လည်းဒီရစရာမရှိအောင်တိတ်တိတ်ကြာခဲ့တာဆိုတော့လေဒီရစရာမရှိအောင်ဒီထိခိုက်ပျက်စီးနေတာကိုတွေ့ရပါတယ်ဆိုတော့အဲ့ဖက်ကိုကျွန်တော်တို့တွားကြည့်အောင်ပါဆိုတော့ဒီနေရာကဒီစေကူတာနေတဲ့နေရာပေါ့လေဒီနေရာမှာပဲဒီပေါင်900ဘုံတစ်လုံးတိတိကျခဲ့တာဖြစ်ပါတယ်ဒီမှာမြင်ရမှာပါအကုန်လုံးဒီရစရာမရှိအောင်ဒီအကုန်လုံးပေါ့လေဟိုပျက်စီးသွားပါတယ်ဆိုတော့မနေ့ညကဆိုရင်တော့ဒီထဲမှာဒီလူအသေးအလောင်းတွေပြီးဒဏ်ရတဲ့သူတွေအဲ့နဲ့ဒီစုပြုံနေတာပေါ့လေဆိုတော့ဒီအထဲမှာဟိုကြည့်လိုက်ပါဒီစေကူတာနေတဲ့နေရာလေးဖြစ်ပါတယ်ဆိုတော့ဒီထဲမှာပေါ့လေဒီလူနာတွေအများပြားဒီစစ်ကူတာနေတဲ့အချိန်မှာဒီပေါင်900ဘုံတေတေကြားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနာလူတွေကတော့ဟိုအသက်ရှင်တဲ့သူတယောက်မှမရှိဘူးပေါ့လေအစုလိုက်ပြုံလိုက်ကျွန်တော်မနေ့ညကဒီဘုံကျဲပြီးတဲ့အချိန်မှာလည်းဒီနေရာရောက်ခဲ့တယ်ပေါ့လေဆိုတော့အဲ့ရောက်တဲ့အချိန်မှာလည်းဒီအလောင်းတွေဟိုအများကြီးပေါ့လေဒီမှာဘာမှဒီအပြစ်မရှိဘဲနဲ့ဒီတိုင်းဟိုစစ်ကူတာနေရင်ပေါ့လေမသေးခြင်းလို့ဒီစစ်ကူတာနေပါလေဆိုခါမှဒီဟိုတေဆုံးဟိုတော့ကြတဲ့သူတွေလည်းဒီအများကြီးပေါ့လေအဲ့ဒီထဲမှာဒီလူနာဆောင်ဖို့လာရင်းနဲ့နေပြီးတော့မှသူကိုယ်တိုင်ပဲဒီလူနာဖြစ်သွားတာသူကိုယ်တိုင်ပဲအလောင်းဖြစ်သွားတဲ့သူတွေလည်းအများကြီးပါပဲခင်ဗျာဆိုတော့အခုကတော့ဒီသေဆုံးသူတွေရောဒဏ်ရာသူတွေရောဒီနေရာမှာတော့မရှိတော့ဘူးပေါ့လေဒီမနေ့ကပဲဒီဒဏ်ရာတဲ့သူတွေကိုလည်းဒီတခြားဒီလုံခြုံတဲ့နေရာတစ်ခုမှာစေကူတာမှုခံယူနေပြီဖြစ်ပါတယ်ဆိုတော့အခုကတော့ဒီသူတို့ကြံခဲ့တဲ့ဒီအသုံးဆောင်ပစ္စည်းတွေသူတို့နေထိုင်ခဲ့တဲ့နေရာတွေပေါ့လေပြီးရင်ဒီပစိုးတွေဆောင်တွေသူတို့ရဲ့ဒီအသုံးဆောင်ပစ္စည်းတွေပဲဟိုကြံခဲ့ပါတယ်ဆိုတော့တကယ့်ကိုဒီဆိုးရတဲ့အခြေအနေနဲ့မနေ့ကကြုံခဲ့ရတာဖြစ်ပါတယ်